没呀，今年jewelry 这要批布，这那上半身这要批大耶 ，stone collector 这耶是耶，一次跟路一次的 visit 的 sharing 路什么诶，แล้วว่า这那有前面弄比哦 collect 路的路呀，把它地他定嘞，有不嘛？没耶所以，第这那上半身这要我批开啊。这那里有，这个有前面弄个，jewelry 的有前面弄的路这样不喏，我把的三地的来说，jewelry 国外没 jewelry brand 这酷啊，别 brand 嘞，然后这酷个，哎嘛动它的 stone quality 啊 ，at least 说，不如 treatment 动它啦 ，and treatment 动它啦，说啊我。basic အနေနဲ့တည်တယ်။ဘယ်ကနေပြီးတော့ကိုကသိနိုင်လဲဆိုရင်တော့ကိုကရတနာနဲ့ပတ်သက်တဲ့ဝေးကွာတဲ့လူတစ်ယောက်ဖြစ်တယ်။ဒါပေမဲ့ jewelry ကိုချစ်မြတ်နိုးတဲ့လူတစ်ယောက်ဖြစ်ရင်တော့ကိုဝယ်ရဲ့ဆိုင်ရဲ့ trust ကိုအရေးကြီးပါတယ်။အဲ့တော့ကိုကအဲ့ဆိုင်မှာကိုကယုံကြည်စွာနဲ့ဝယ်တယ်။အဲ့ဆိုင်ကရှိတဲ့ certificate နဲ့မှကိုကပေးတဲ့အခါကျရင်ကိုကဒီဟာ treatment ဖြစ်လား and treatment ဖြစ်လားကိုဝတ်ထားတဲ့ jewelry ကdesign ကိုဦးစားပေးပြီးဝင်နေတာလား stone ကိုဦးစားပေးပြီးဝင်နေတာလားဒါလေးတော့ at least သိတင်တာပေါ့နော်ဒီတော့မင်းကကျောင်းမြတ်ရတနာအတင်းရနေပြုလုပ်တဲ့ lot တိမှာရှိတဲ့9ကြိမ်မြောက် jewelry show ယူတွက်ကြည့်ပါမယ်ဖြစ်ပါရှင်jewelry ဆိုတာခုနကမင်းပြောတယ်လို့ပေါ့နော်ကိုဝယ်တဲ့ brand နဲ့ brand ကို trust ဖြစ်ဖို့ရယ်ကိုဝတ်ထားတဲ့ stone ကိုဝတ်ထားတဲ့ jewelry က design ကိုဦးစားပေးပြီးဝယ်တာလား stone လေးကိုကြိုက်လို့ဝယ်တာလားဒါမှမဟုတ်ရင်သူ့ရဲ့ brand ကိုကြိုက်လို့ဝယ်တာလားဆိုတာ jewelry တယောက်ကတော့ basic တာတွေသိတင်တာပေါ့ stone collector ကျတော့အဲ့လိုမျိုးမဟုတ်ဘူး stone collector ကျတော့တကယ်ကိုကျောက်မြတ်နဲ့ပတ်သက်ပြီးတော့ knowledge အများကြီးရှိပြီးတကယ်ကို gemologist တယောက်နီးပါးသိတဲ့ဗဟုသုတတွေသိဖို့လိုတယ်မင်းရဲ့ရတနာဆိုင်လေးကိုစဖွင့်တဲ့အချိန်မှာမင်းက Emerald Boutique House ဆိုတဲ့နာမည်လေးကိုပေးလိုက်တယ်။အဲ့တော့ Emerald ဆိုတာကတော့အကုန်လုံးကတည်ရမင်းက Emerald အစိမ်းရောင်မြအကြောက်ကိုအင်မတန်ကြိုက်နှစ်သက်တဲ့လူဖြစ်တဲ့အတွက် Emerald ဆိုတာကိုစားပြုပြီးတော့ကိုကြိုက်နှစ်တဲ့ရတနာကိုဦးစားပေးပြီးတော့နာမည်ပေးလိုက်တာပေါ့နော် boutique ဆိုတဲ့စကားလုံးလေးကိုလူတိုင်းကအရင်မေးကြတယ်မင်းကဘာလို့ boutique ဆိုပြီးတော့နာမည်လေးပေးတာလဲလို့ပြောတယ် boutique ဆိုတဲ့ဟာဆိုင်ကြီးအကြီးမဟုတ်ဘူးဆိုင်တိလေးဖြစ်ပေမဲ့တကယ်ကို collection ပစ္စည်းလေးရယ်နောက်တစ်ခါသူ့စီမှာရှိရ luxury design လေးတွေရယ်ဆိုရဲဟာ luxury ဖြစ်နေတဲ့ဟာလေးပေါ့နော် limit ဖြစ်နေတဲ့ဟာလေးတွေကိုကိုစားပြုတဲ့အနေနဲ့ boutique ဆိုရဲဟာလေးကိုသုံးလိုက်ခြင်းဖြစ်တယ်ပေါ့နော် house ဆိုတာတော့အိမ်လေးတစ်အိမ်ကိုရောက်သွားသလို collection ဖြစ်တဲ့ရတနာဆိုင်အိမ်သေးသေးလေးတွေကိုဝင်ရောက်ပြီးတော့လာရောက်လေပတ်လို့ရအောင်ဆိုတဲ့ဟာလေးနဲ့စဉ်းစားပြီးတော့ Emerald Boutique House ဆိုတဲ့နာမည်လေးကိုပေးလိုက်ခြင်းဖြစ်ပါတယ် Emerald Boutique House ဆိုတဲ့ဆိုင်မှာဘာတွေရှိရလဲများတွေကြီးပဲရှိတာလားဆိုရယ်မိကုံးလေးလည်းမေးစရာရှိတာပေါ့နော်။ဘာလို့လဲဆိုတော့ခုနပြောထားသလို Emerald လို့ကိုစားပြုပြီးပြောထားတဲ့အတွက်အဲ့လိုမဟုတ်ပါဘူး။ Emerald Boutique House လို့ပြောလိုက်တဲ့မင်းရင်ကရတနာနဲ့ပတ်သက်တဲ့ collection ပစ္စည်းလေးတွေကို luxury ဖြစ်မဲ့ design လေးတွေကိုဒီမှာလာရောက်ဝယ်ယူလို့ရတယ်ဆိုရဲရတနာဆိုရဲအဓိကမင်းရင်တို့စီမှာဗဒမြားနီလာမြကအဓိကအနေနဲ့လူတိုင်းကတတ်မှတ်တဲ့ရတနာပစ္စည်းပါအဲ့တော့မင်းရင်ဆိုင်မှာရတနာ jewelry ပစ္စည်းဆိုရင်များသောအားဖြင့်ဗဒမြားရယ်နီလာရယ်မြရယ်ရှိပါတယ်အဲ့ထဲမှာမှမင်းရင်ကအနီရောင်နဲ့အစင်းရောင်က my favorite color ဖြစ်တဲ့အတွက်ဗဒမြားနဲ့ emerald ကတော့ sapphire ထက်ပိုပြီးတော့ luxury ပစ္စည်းပိုများပါတယ်